ရခိုင်ပြည်နယ်လုံးဆိုင်ရာရွေးကောက်ပွဲအောင်နိုင်ရေးကမ်ပိန်းတွေဆောင်ရွက်ရမှာတချို့နေရာတွေမှာရှုံးနိမ့်ခဲ့ရခြင်းတွေနဲ့ပတ်သက်ပြီးဘိုးအလုံးမှုဆောင်အဖွဲ့အတွင်းမှာအတွင်းလုကြံမှုတွေပါဝင်ပတ်သက်မှုရှိမရှိကိုစုံစမ်းစစ်ဆေးဖော်ထုတ်ရန်လိုအပ်နေပြီလို့ရခိုင်မျိုးသားပါတီဥက္ကဋ္ဌဒေါက်တာဦးအေးမောင်ကဒီကနေ့နိုဝင်ဘာလ17ရက်နေ့စစ်တွေလေဆိပ်မှာ RIA ကိုပြောကြားခဲ့ပါတယ်။ဘာကြောင့်တချို့နေရာတွေကျွန်တော်တို့ပြည်နယ်ပါလီမန်ကိုထိန်းချုပ်ဖို့ကျွန်တော်တို့ကြိုးစားတယ်။ဘာကြောင့်တချို့နေရာတွေမှာလက်လွှတ်ရတယ်။အတွင်းပြည်ပခါရှိသလား။အတွင်းပြည်ပခါဖြစ်အောင်လေနာနှစ်ဖက်နင်းထားတဲ့ကျွန်တော်တို့ဘိုးလုံးမှုဆောင် program ရှိသလား။ဘာကြောင့်ပါတီတစ်ခုပေါ်လာအဲ့ဒီပါတီကဘာကြောင့်ကျွန်တော်တို့အတွင်းဖက်ကနေလာတိုက်တယ်လဲ။ဒါတွေကိုပြန်လှန်သုံးသပ်ပြီးမှတမျိုးသားလုံးညီညွတ်ဖို့အတွက်ကျွန်တော်တို့စနစ်တကျမချင်းကပ်လို့ရှိရင်ရခိုင်မျိုးသားအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်နိုင်တဲ့အနေအထားအခုလိုစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လိုအပ်နေခြင်းဟာစီမံတဲ့အဖွဲ့အစည်းတစ်ခုစီရဲ့လုံနည်းလုံဟန်တွေဖြစ်ပြီးအောင်မြင်ခြင်းချုံနှိမ့်ခြင်းတွေအတွက်ဥက္ကဋ္ဌကတော့၎င်းအတွင်းရေးမှူးကတော့၎င်းအလုံးမှုဆောင်အဖွဲ့ကတော့၎င်းဆိုင်ရာရလက်တွေအတွက်တာဝန်ခံမှုတာဝန်ယူမှုအရေးယူမှုတွေကိုပြုလုပ်ဖို့လိုက်နာဖို့လိုအပ်နေပြီးဥက္ကဋ္ဌဒေါက်တာဦးအေးမောင်အနေနဲ့လည်းပါတီရဲ့စစ်ဆေးခြင်းကိုခံယူသွားမှာဖြစ်ကြောင်းသူကပြောကြားခဲ့ပါတယ်အဆိုပါစုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်ဖို့အတွက်အခုလာမဲ့ရခိုင်မျိုးသားပါတီရဲ့ဗဟိုအလုံးမှုဆောင်အဖွဲ့ရဲ့အစည်းအဝေးမှာတင်ပြတောင်းဆိုသွားမှာဖြစ်ကြောင်းလည်းဒေါက်တာဦးအေးမောင်ကပြောကြားခဲ့ပါတယ်အမျိုးသားပါတီရဲ့ဗဟိုရွေးကောက်ပွဲအောင်နိုင်ရဲ့အဖွဲ့ခေါင်းဆောင်ဦးခိုင်ပြည်စိုးကဥက္ကဋ္ဌဒေါက်တာဦးအေးမောင်ပြောကြားချက်တွေနဲ့ပတ်သက်ပြီးဗဟိုရွေးကောက်ပွဲအောင်နိုင်ရဲ့အဖွဲ့ရဲ့မုံလာသဘောတူညီချက်ဖြစ်တဲ့အောင်နိုင်ရမယ့်နေရာတွေမှာရှုံးနိမ့်ခဲ့ရင်နှုတ်ထွက်ပေးရမယ်ဆိုတာကြိုတင်အသိပေးပြီးဖြစ်တာကြောင့်အခုလိုစုံစမ်းစစ်ဆေးပြီးအရေးယူမှုကိုပြုလုပ်ရန်တောင်းဆိုခြင်းအပေါ်မှာလက်ခံကြောင်းဦးခိုင်ပြစိုးကတယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပါတယ်ဒီသတင်းကို RIN သတင်းထောက်ကိုဝေမိုးကရိုက်ကူးပေးပို့ထားတာဖြစ်ပါတယ်ကျွန်တော်နေစာပါ